ဒီနေ့ဆရာမဗာပြောပြချင်တယ်လဲဆိုလို့ရှိရင်အဓိဋ္ဌာန်နေလို့လို့ရှိရင်ဘာအကျိုးကျေးဇူးရလဲပေါ့နော်ထင်ရှားတဲ့အချက်တစ်ချက်ကအဓိဋ္ဌာန်နေလို့လို့ရှိရင်အောင်မြင်မှုပို့ပြီးတော့ရရှိတယ်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်တယ်ပေါ့နော်အဲ့တော့လူတွေအများစုသိကြတာကအဓိဋ္ဌာန်ဆိုရင်ပတိစိတ်ကတခုခုကိုရွတ်ဖတ်တာမျိုးပေါ့နော်ဒါမျိုးနဲ့အဓိဋ္ဌာန်ကြတာများတယ်အမှန်တော့အဓိဋ္ဌာန်ပါရမီဆိုတာကမျိုးစုံဖြည့်လို့ရပါတယ်နည်းနည်းချက်ထွင်ပြီးပြောမယ်ဆိုရင်ဒါနနဲ့လည်းအဓိဋ္ဌာန်လို့ရတယ်သီလနဲ့လည်းအဓိဋ္ဌာန်လို့ရပါတယ်ဒါနနဲ့အဓိဋ္ဌာန်နဲ့ဆိုတာဒီလိုမျိုးပေါ့နော်ဥပမာကိုကတလားကိုဘလောက်လှူမယ်လို့ဆုံးဖြတ်ချက်ချထားရင်အဲ့ဒီဟာကိုဖြစ်မြောက်အောင်လှူတာမျိုးတချို့ရှိတယ်လစဉ်ဘလောက်လှူမယ်တချို့အပတ်စဉ်ဘလောက်လှူတယ်တချို့နှစ်စဉ်ဘလောက်လှူမယ်ဘလို့လှူမယ်ပေါ့ဒီလိုမျိုးတချို့ကြတော့လည်းအဲ့လိုမျိုးမဟုတ်သူတို့စိတ်ထဲမှာပေါ်လာတယ်ဆိုတော့ထားပါတော့နော်သူတို့ကြောင်းဆောက်လှူကျင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းတခုခုလှူကျင်တယ်ပေါ့နော်အဲ့ဒီလှူကျင်နေတဲ့အချိန်မှာသူ့မှာကငွေအင်အားမလောက်ဘူးလိုနေတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကဖြစ်မြောက်အောင်လှူမယ်ဆိုပြီးတော့သူကဒိဋ္ဌံထားတာအဲ့ဒါတစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်နှစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်သူလက်ထဲမှာအဆင်ပြေလာမယ်ပေါ့ပြေလာပြီးတော့သူလှူနိုင်သွားမယ်ပေါ့ဒါမျိုးတွေကအဋိဋ္ဌံပါရမီနဲ့အတူတူပဲအဲ့တော့ရွတ်တာဖတ်တာတွေပတိစိတ်တာတွေမှာအဋိဋ္ဌံမဟုတ်ဘူးဆိုတာကိုဆရာမပြောပြတာဘာလို့ဆိုတော့လူတိုင်းကပတိစိတ်နိုင်တာမဟုတ်ဘူးလူတိုင်းကကျွတ်နိုင်တာမဟုတ်ဘူးတခါတလေတချို့လုံနိုင်ပေမဲ့တခါတလေကြားလို့ရှိရင်စိတ်မပါတာမျိုးရှိတတ်တယ်အဲ့ဒီခါကျရင်ကိုကပြောင်းပြီးတော့ဒိဋ္ဌံလို့ရပါတယ်ဒါနနဲ့ဒိဋ္ဌံလည်းရတယ်သီလနဲ့ဒိဋ္ဌံလည်းရတယ်လူဆိုရင်တော့၅ပါးသီလလုံးပေါ့နော်ဒါပေမဲ့လူတိုင်းက၅ပါးသီလစီးပွားရေးလုပ်တဲ့အချိန်ကြလို့ရှိရင်သူတို့ကအဲ့ဒီဟာအကုန်လုံးပြည့်နိုင်မှုမလွယ်အဲ့ခါကျကိုတကယ်လုံနိုင်တဲ့သီလကိုအဓိဋ္ဌံပြီးတော့ကိုတူယူလို့ရတယ်အဲ့ဒီအဓိဋ္ဌံပါရမီစွမ်းအားတွေကအရင်သူကပြင်းထန်ပါတယ်ပြင်းထန်တယ်ဆိုတာဒီလိုအကျိုးပေးတာအရန်အားကောင်းတယ်ပေါ့နော်အဲ့လိုပြောတာအဲ့တော့ကိုကအောင်မြင်ခြင်းနဲ့ကိုတကယ်အဆင်ပြေခြင်းနဲ့ဆိုအတိတ်ထံကိုမဖြစ်မနေလို့ပါလို့ဆရာမကအကြံပေးချင်ပါတယ်ဆရာမပုံညာကလေးရည်ပါနော်